ဒီလူဟာအရက်လေးပေတာရှိပေမဲ့သူ့ရဲ့အချိန်ဝါကတော့အရက်9ပေကျော်လောက်ရှိတယ်လို့ခံစားရစေပါတယ်ဘာလို့လဲဆိုတော့သူဟာနဆိုးလေးလို့နမီပြောင်ပေးထားရတဲ့ရွှေရှားမဖီယာကောင်ကျုပ်တယောက်ဖြစ်နေလို့ပါပဲသူ့ရဲ့လက်ပါးစီတွေအားလုံးကတော့ကိုလုံးကိုထဲကြီးမားပြီးကြက်သားမြောင်းမြောင်းနဲ့လူတန်ကြီးတွေကြီးပါပဲနဆိုးလေးဟာလူတက်ရတာကိုဝါသနာပါပေမဲ့သူ့ရဲ့လုပ်ငန်းတစ်ပါးဝါကြောင့်တခြားသူတွေထက်မိဘပေါ်ပိုပြီးတိတက်နားလေသူလည်းဖြစ်ပါတယ်အလုပ်ကိစ္စတွေကြောင့်မိသားစုနဲ့မကြာခဏမတွေ့နိုင်ပေမဲ့လက်စင်လာတိုင်းသူ့မိကိုလူလွတ်ပြီးအမြဲခေါ်ယူတွေ့ဆုံလေးရှိပါတယ်ဒါပေမဲ့မထင်မှတ်ပဲဒီတစ်ချိန်မှာတော့တခုခုမှရင်သွားခဲ့ပါတယ်သူ့လူတွေတွားခေါ်တဲ့အချိန်မှာတကားလာဖွင့်တာကသူစိမ့်တယောက်ဖြစ်နေပြီးအိမ်ရှိမှလည်းအိမ်ရောင်းရန်ရှိသည်ဆိုတဲ့ဆိုင်းပုတ်ကြီးချိတ်ထားတာကိုတွေ့လိုက်ရပါတယ်မစ်စစ်ပီတာဆင်အတွက်တက္ကစီလားသူဒီမှာမနေတော့ဘူးလေလို့အိမ်ထဲကလူကပြောလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့လက်ပါစီဟာကောင်းကင်ကြီးပြိုကျလာသလိုချက်ချင်းခံစားလိုက်ရပါတယ်ဘာလို့လဲဆိုတော့သူ့ဆရာရဲ့အချင်းစရိုက်ကိုသူကောင်းကောင်းသိနေလို့ပါပဲမက်ဆထားတဲ့အတိုင်းပါပဲသူတယောက်တည်းပြန်သွားပြီးသတင်းပို့လိုက်တဲ့အခါနဆိုးလေးရဲ့မျက်နှာဟာချက်ချင်းဆိုသလိုမိမောင်သွားပါတော့တယ်နောက်တစ်စက္ကန့်မှာပဲသူကလက်ထောက်ဖြစ်သူကိုလန့်ကြည့်လိုက်ပါတယ်လက်ပါစီကတော့သူတော့တည်ပြီလို့ထင်နေတာပါဒါပေမဲ့နဆိုးလေးကရုတ်တရက်တင်းနဲ့တက်လက်ထုတ်ပေးပြီးသူ့အမားကိုပြန်ပြင်ဖို့အခွင့်အရေးပေးလိုက်ပါတယ်အဲ့ဒါကတော့3ရက်အတွင်းသူ့မိဘရောက်သွားလဲဆိုတာကိုရှာဖွေဖို့ဖြစ်ပြီးအရှင်ဖြစ်စေအသေးဖြစ်စေပြန်တွေ့ကျင်တယ်လို့အမိန့်ပေးလိုက်ပါတယ်သူမသိတာတခုကတော့သူ့မိဟာတကယ်တော့တရားမဝင်ဖမ်းဆီးထိန်းသိမ်းခံထားရတာပဲဖြစ်ပါတယ်ဖြစ်ပုံကတော့လွန်ခဲ့တဲ့ရက်နှင်းငယ်ကသူ့မိရဲ့အိမ်ကိုခေါ်မပါပဲအဲ့ဒီတယောက်ရောက်လာခဲ့ပါတယ်အဲ့ဒီမျိုးသမီးကသူမဟာအနာဂတ်မှာစောင့်ရှောက်ပေးမဲ့အုတ်ထင်းသူဖြစ်တယ်လို့လိန်ညာပြောဆိုပြီးအဖွားကိုဘိုးဝါးရေးတာတခုကိုခေါ်သွားခဲ့တာပါတကယ်တော့ဒါဟာလိန်လဲလဲဖျားနေတဲ့ကောင်းတစ်ခုဖြစ်မှန်အဖွားကိုမသိခဲ့ပါဘူးသူတို့ဟာတယောက်တည်းနေထိုင်တဲ့ချမ်းသာတဲ့သူတွေကိုအဓိကပြစ်မှတ်ထားပြီးလိန်လဲကြတာပါသူတို့ဟာဘေးကင်းအောင်တင်းစီပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အဖွားကိုရဲ့ဖုန်းနဲ့အိမ်တော်တွေကိုတင်းယူလိုက်ကြပါတယ်အဲ့ဒီနောက်အိမ်ထဲကအဖိုးတန်ပစ္စည်းအလုံးကိုခိုးထုတ်ပြီးနောက်ဆုံးမှာတော့အိမ်နဲ့ကားကိုပါလေးလံပြည့်ရောင်းချလိုက်ကြပါတယ်သူတို့ကတော့လွယ်လွယ်ကူကူစားရမယ့်တားကောင်တကောင်လို့ထင်နေကြပေမဲ့တကယ်တမ်းမှာတော့မာဖီးယားကောင်ကျုပ်ရဲ့မိခင်ကိုတွားပြီးရန်စမိလိုက်တာပါမကြခင်မှာပဲနဆိုးလေးဟာစုံစမ်းထောက်လှမ်းမှုတွေကတဆင့်အဲ့ဒီမျိုးသမီးရဲ့နောက်ကျောင်းကိုဖော်ထုတ်နိုင်ခဲ့ပြီးမာလာဆိုတဲ့အမျိုးသမီးကသူ့မိကိုဘိုးဝါးရေးတာမှာပိတ်လောင်ထားတယ်ဆိုတာကိုသိသွားခဲ့ပါတယ်နဆိုးလေးဟာချက်ချင်းဆိုသလိုအကြီးကျယ်ဒေါသထွက်သွားပါတယ်သူ့ကိုဒီလိုလာပြီးရန်စရဲတဲ့သူရှိတယ်ဆိုတာကိုသူမယုံနိုင်အောင်ဖြစ်နေပါတယ်မာလာကသူ့မိရဲ့ပိုင်ဆိုင်မှုတွေနဲ့အင်ကိုပါသိမ့်ပိုက်ထားတယ်ဆိုတာကိုသိလိုက်ရတဲ့အခါနဆိုးလေးဟာပိုလို့တောင်ပောက်ကွဲသွားပါတော့တယ်မိဘတွေကစင်စင်ရဲရဲနဲ့ပြုစုပြောထောင်ခဲ့ပြီးကိုကအလုပ်တွေရှုပ်နေလို့သူတို့ကိုအချိန်မီမကာကွယ်ပေးနိုင်တာထက်ပိုပြီးအရှက်ရစရာမရှိတော့ပါဘူးနဆိုးလေးဟာတွတ်ဆုံမနေတော့ပဲသူ့လူတွေကိုကွန်မြူနီရှေ့နေနဲ့ဆက်သွယ်ခိုင်းပြီးအဲ့ဒီရှေ့နေကိုသူ့မိဘိုးဝါးရေးတာကနေချက်ချင်းလွတ်အောင်လုပ်ဖို့ခိုင်းလိုက်ပါတယ်နောက်တနေ့ရောက်တော့ရှေ့နေဟာမာလာရဲ့ဘိုးဝါးရေးတာကိုရောက်လာပါတယ်သူကမာလာကိုအုတ်ထင်းသူဖြစ်ကနေချက်ချင်းဆွလို့ဖို့မဟုတ်ရင်တော့နောင်မှာဘယ်တော့မှအေးအေးဆေးဆေးနေရမှာမဟုတ်ဘူးလို့ချင်းချောက်လိုက်ပါတယ်ဒါပေမဲ့မာလာကတော့အလွယ်တကူကြောက်တတ်တဲ့သူမဟုတ်ပါဘူးဒီလောကထဲမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့တာကြောင့်သူမဟာအစုံလင်တွေ့ဘူးပြီးသားပါမာလာကကင်တွေရခက်မှန်တိလိုက်တဲ့အခါရှေ့နေဟာငွေသားတွေအပြည့်ထည့်ထားတဲ့ခီးဆောင်အိတ်ကိုထုတ်ပြပြီးအဖွားကိုချက်ချင်းလွတ်ပေးဖို့မျှော်လင့်ချက်နဲ့စီယုံကြည့်ပါတယ်ဒါပေမဲ့အဲ့ဒီငွေတွေကိုမြင်လိုက်ရတဲ့အခါမာလာကအဖွားကိုလွတ်ပေးဖို့ပိုတောင်ညှင်းဆန်သွားပါသေးတယ်သူမရဲ့အတွေ့အကြုံအရဒီအဖွားကိုဟာအခုမြင်နေရတဲ့ငွေတွေထက်အများကြီးပိုပြီးတန်ဖိုးရှိမယ်လို့ယုံကြည်သွားတာကြောင့်ရှေ့နေရဲ့ကန့်လန့်ချက်ကိုထပ်ပြီးပယ်ချလိုက်ပါတယ်ဒီဖြစ်အပျက်ကြောင့်မာလာဟာအဖွားကိုရဲ့မူရင်းနောက်ခံကိုအယမ်းစိတ်ဝင်စားသွားပါတယ်စုံစမ်းကြည့်လိုက်တဲ့အခါအဲ့ဒီအဖွားကိုဟာအသက်3နှစ်မတိုင်ခင်ကလေးကတည်ဆုံးသွားပြီလို့မှတ်တမ်းတွေမှာပြနေတာကိုတွေ့လိုက်ရပါတယ်ဆိုလိုတာကတော့သူမဟာနမီတုကိုအသုံးပြုထားတာပါမာလာကဘာတွေဖြစ်နေတာလဲဆိုတာသိချင်နေပါတယ်မာလာဟာအဖွားကိုတွားရောက်စစ်မေးပေမဲ့အဖွားကသူမဘာတူလဲဆိုတာကိုပြောဖို့ညှင်းဆန်ခဲ့တဲ့အပြင်နင်ကျူးလို့မိသမျှထဲမှာငါကအဆိုးရွားဆုံးအမှားပဲဖြစ်လိမ့်မယ်ဆိုပြီးချင်းချောက်စကားတောင်ပြောလိုက်ပါသေးတယ်ငါပြောစရာဘာမှမရှိဘူးဆိုတဲ့စကားကြောင့်မာလာဟာပိုပြီးတီးကျင်စိတ်ပြင်းပြလာပါတယ်ဒါကြောင့်သူမဟာအဖွားရဲ့အိမ်ဟောင်းကိုပြန်သွားပြီးတဲလုံဆတွေရှာဖွေရမှာတော့မထင်မှတ်ပဲတခုခုကိုရှာတွေ့သွားပါတယ်အဲ့ဒီနောက်သူမဟာတော့ကိုယူပြီးဘန်တစ်ခုကိုတွားကဘေးကင်းလုံခြုံတဲ့အနံဒေတာကိုရှာဖွေခဲ့ပါတယ်သူမရဲ့အုတ်ထင်းသူအစင်တန်းကိုအသုံးပြုပြီးအတွင်းထဲကနာရီတစ်လုံးရွှေတုံးနဲ့တုံးနဲ့ထူးဆန်းတဲ့စာအုပ်တစ်အုပ်ကိုယူထုတ်လိုက်ပါတယ်စာအုပ်ထဲမှာတော့စိန်တွေပြည့်ထည့်ထားတဲ့8 ပါရှိနေပါတယ်ဒီတော့မှမာလာဟာရှေ့နေကဘာလို့ငွေသားအိတ်ကြီးယူလာခဲ့တယ်လဲဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်အဖွားဟာတကယ့်ကိုကြွယ်ဝချမ်းသာသူတယောက်ဖြစ်နေတာပါနောက်တနေ့ရောက်တဲ့အခါနဆိုးလေးဟာလည်းအနံဒေတာကိုဖွင့်ဖို့တူညီတဲ့တော့တချောင်းနဲ့ရောက်လာခဲ့ပေမဲ့အထက်ကပစ္စည်းအလုံးကိုမာလာကယူသွားပြီးသားဖြစ်နေပါတယ်ဒါကနဆိုးလေးကိုအကြီးကျယ်ဒေါသထွက်စေတာကြောင့်မာလာကိုတရားရုံးမှာတရားစွဲဖို့ရှေ့နေကိုခိုင်းလိုက်ပါတယ်ဒါပေမဲ့ရှေ့နေမှာကအဖွားနဲ့ချုပ်ဆိုထားတဲ့စာချုပ်စာတမ်းပါတစ်ခုမှမရှိပါဘူးနောက်ဆုံးမှာတော့တရားသူကြီးကအုတ်ထင်းသူဖြစ်ကနေရက်စဲပေးဖို့တောင်းဆိုချက်ကိုပယ်ချလိုက်ပါတယ်ဒါကနဆိုးလေးကိုပိုပြီးဒေါသထွက်စေပါတယ်ဥပဒေနေလမ်းရမရတဲ့အခါသူဟာအင်အားသုံးဖို့ရွေးချယ်လိုက်ပါတယ်ဒါကြောင့်လူသက်သမားချို့ဟာဘိုးဝါးရေးတာကိုလာရောက်လေ့လာသူတွေဖြစ်ဟန်ဆောင်ပြီးအတွင်းထဲကိုခိုးဝင်သွားကြပါတယ်မန်နေဂျာကတော့သူတို့ရဲ့တကယ်ရည်ရွယ်ချက်ကအဖွားကိုကဲထုတ်ဖို့ဆိုတာမသိပဲရိတ်တာအကြောင်းကိုလိုက်လံရှင်းပြနေတော့မှာပဲလူနာကိုတွေ့ဖို့ဆိုရင်ညွှန်ကြားရေးမှူးရဲ့ခွင့်ပြုချက်လိုအပ်တယ်လို့ကြားလိုက်ရတဲ့အခါရွှေအိုရောင်ဆန်ပင်နဲ့လူဟာချက်ချင်းဆိုသလိုလျှက်စစ်ကျင်ဆက်ကိုထုတ်ယူပြီးအဖွားရဲ့အခန်းထဲကိုအတင်းဝင်ရောက်သွားပါတော့တယ်